ဈေးကဝယ်လာတဲ့ဇပလင်ပင်ကိုအကုန်ဟင်းနဲ့ထက်ချက်နေတော့လားမိဖို့ကြောင့်ဈေးတက်တာဖို့ဝယ်လာတဲ့ဇပလင်ပင်ရဲ့အောက်ခြေလက်တစ်စစ်ကိုပဲအသုံးပြုပြီးဇပလင်ပင်တွေပွားလာအောင်စိုက်နည်းကိုကျွန်တော်ကိုယ်တိုင်စိုက်ပြပေးလိုက်ပါတယ်ဝယ်လာတဲ့ဇပလင်ပင်တွေကိုအကုန်သုံးစိုက်စရာမလိုပါဘူးဇပလင်ဆိုတာကအောက်ခြေရှိုံနဲ့ပြန်စိုက်လို့ရပါတယ်ဒါကြောင့်ဝယ်လာတဲ့ဇပလင်ပင်ကိုခုလိုအောက်ခြေကိုလက်တစ်စစ်ချမ်းဖြတ်ပါကျန်တဲ့အပေါ်ပိုင်းတွေကိုဟင်းထဲပြန်ထည့်ချက်လို့ရတော့တစ်ချက်ကုန်နှစ်ချက်ပြတ်ဖြစ်ပါလိမ့်မယ်ပြီးရင်ခွက်တစ်ခုခုတည်းရေကိုအနည်းငယ်ပဲထည့်ပြီးဖြတ်ထားတဲ့ဇပလင်ပင်တွေကိုထည့်လိုက်ပါ10 ရက်ဆိုရင်ဇပလင်ပင်အတက်တွေထွက်နေတာတွေ့ရပါမယ်ကျွန်တော်ကတော့မြေနေရအကျယ်ကြီးမရှိတဲ့သူတွေအတွက်အလွယ်တကူစိုက်လို့ရအောင်ကော်ပုံးလေးတွေထည့်ပြီးတော့စိုက်ပြပါမယ်ကော်ပုံးလေးတွေမြေကြီးလေးတွေထည့်မယ်ပြီးရင်အတက်ထွက်နေတဲ့ဇပလင်ပင်လေးတွေကိုခုလိုမျိုးထည့်စိုက်လိုက်ပါအပင်ကိုမလောက်အောင်ဘေးကမြေကြီးတွေကိုလက်ကလေးနဲ့တေချာဖိသိပ်ပြီးရင်ရေကိုတစ်ပတ်တစ်ချိန်လောက်ပဲလောင်းရင်ရပါတယ်နှစ်လလောက်ဆိုဇပလင်တယုံရပြီဆိုတော့ထောက်ဝယ်စားစရာမလိုသလိုလိုအပ်ချိန်တိုင်းချက်ချင်းကူးထည့်ရုံပါပဲမိတ်ဆွေတို့အတွက်တစုံတရာအကျိုးရှိသွားတယ်ဆိုရင်အချိန်2လကနေ3လပေးပြီးရိုက်ကူးရတဲ့ကျွန်တော်ရဲ့ဗီဒီယိုလေးတွေကို like and share လုပ်သွားလို့ရပါတယ်ကျွန်တော် YouTube channel လေးကိုလည်း subscribe လုပ်ထားပေးကြပါဦးခင်ဗျာ